ဒီလိုအဖြူကွက်တွေကပါရီလဲဒါတွေကခရုသင်သမင်ဖြူလို့သိကြတဲ့ဗတီလီကိုလို့ခေါ်တဲ့အော်တိုအင်မြူယောဂတစ်ခုပါအားလုံးပဲမင်္ဂလာပါဒေါက်တာကြည်စံပါဒီနေ့မှာတော့ခရုသင်သမင်ဖြူရဲ့အဓိကအရေးကြီးတဲ့အချက်တွေကိုပြောပြပေးပါမယ်သမင်ဖြူဆိုတာအမဲရောင်ချဲထုတ်ပြီးရဲ့ဆဲလေးတွေကိုကိုယ့်ရဲ့ခုခံအားစနစ်ကမှားပြီးတော့တိုက်မိတဲ့အခါမှာရောင်ချဲလေးတွေနေပြီးတော့အရေးပြားမှာဖြူအောင်ကွက်လေးတွေဖြစ်လာတာပေါ့နော်သူကဘယ်အသားရည်မဆိုယောက်ျားမိန်းမမရွေးအသက်အရွယ်မရွေးဖြစ်နိုင်တယ်။မျက်နာလက်ဒူးတထောင်ဆဲနှကန်းတစ်ဝိုက်နဲ့လင်္ကာတစ်ဝိုက်တွေမှာပို့ပြီးတော့ဖြစ်နိုင်တယ်။အဖြူကွက်နေရာမှာအမွှေးရှိရဲဆိုရင်အဲ့ဒီအမွှေးတွေပါဖြူသွားနိုင်ပါတယ်။ပြီးတော့အရေးကြီးတာကကုဆက်ရောဂါလုံးဝမဟုတ်ဘူး။ညစ်ပတ်လို့တကူရီတန့်ရှင်မှုမရှိလို့ဖြစ်လာတာမျိုးလည်းမဟုတ်ဘူး။အန်ရရှိရဲ့ယောဂါမျိုးလည်းဟုတ်မနေဘူး။ပြီးတော့မကူပဲထားမယ်ဆိုရင်လည်းအရေးပြားကန်ဆာတွေပါပြောင်းသွားနိုင်တယ်ဆိုတာမျိုးလည်းလုံးဝမဟုတ်ပါဘူးဒါပေမဲ့လူမြင်ရတဲ့နေရာမျိုးမှာဒီလိုအဖြူကွက်ကြီးတွေဖြစ်နေရဆိုရင်တော့စိတ်ညစ်ရတယ်ပေါ့နော်ကိုယုံကြည်မှုတွေပါညှို့နေတာမျိုးတွေဖြစ်လာနိုင်ပါတယ်ဒီအတွက်ကုသလို့ရတဲ့နည်းလမ်းတွေရှိပါတယ်အရှင်းပြဖို့တော့မဟုတ်ဘူးပေါ့နော်အကွက်တွေပို့ပြီးတော့မများလာအောင်မပွားလာအောင်ပြီးတော့အဖြူကွက်တွေကနေပြီးတော့ပုံမှန်အသားအရောင်ပြန်ရလာအောင်လုပ်လို့ရတဲ့နည်းလမ်းလေးတွေရှိပါတယ်ကုသနည်းတွေအများကြီးရှိတာကိုမှကိုယ့်ရဲ့ယောဂအမျိုးအစားအကွက်ဘလောက်များလဲဖြစ်တာဘလောက်ကြာပြီလဲလူနာအတွက်ဘယ်ကုသနည်းကပို့ပြီးတော့အဆင်ပြေလဲပုံမှာမူတည်ပြီးတော့ကုသနည်းတွေကတယောက်နဲ့တယောက်နဲ့မတူကြပါဘူးပြီးတော့နောက်အရေးကြီးတာကအပင်မြစ်တွေသွေးလိမ့်တာမျိုးပြီးတော့ဒီသမင်ဖြူခရုသင်အမြင့်ပြတ်ပျောက်စေးအဲ့လိုမျိုးဆိုတာတွေလည်းလုံးဝမရှိပါဘူးဆောင်ရန်ရှောင်ရန်နဲ့ကုသနည်းတွေကိုနောက်ဗီဒီယိုမှာပြပြပေးမယ်နော်အားလုံးကျေးဇူးတင်ပါတယ်တတား